တနေ့ကုန်ရက်များပြီးတော့မှခါကြောတင်းနေတဲ့လူတွေအတွက်ဒီနေ့ဗီဒီယိုလေးအသုံးဝင်မှာဖြစ်ပါတယ်ဗျအခုလိုမျိုးတင်းကြံရွက်တွဲမှာဆိုလို့ရှိရင်တော်တော်များများကမတ်တက်မှာတနေ့ကုန်မတ်တက်ပြီးတော့မှရေပက်လိုက်ကလိုက်နဲ့ညနေဆောင်လောက်ရောက်လာပြီဆိုလို့ရှိရင်တော့ခါးတွေတစ်ခုလုံးတင်းနေလေးရှိတယ်အခုလိုမျိုးခါကြောတင်းလာပြီဆိုလို့ရှိရင်တော့တော်တော်များများလုပ်လေးရှိတာက standing side bend stretch လို့ခေါ်တယ်အခုလိုပုံစံနဲ့အကျော်ရှိုးလေးရှိတယ်ဒါမှမဟုတ်ရှင်လဲခါးကိုတကြွကြွမြင်အောင်ချိုးလိုက်တယ်ဆိုရင်တော်တော်တက်တာလိုက်လို့ထင်ရပါတယ်ဗျဒါဆိုလို့ရှိရင်ဒီနှမျိုးမှာဆိုလို့ရှိရင်ခါးကြောတင်းတာကိုဘယ်တစ်ခုကပို့ပြီးတော့မှကောင်းစီမလဲဆိုတာကိုဒီနေ့ဗီဒီယိုနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ဗျာတနေ့ကုန်ရက်များပြီးတော့မှအခုလိုမျိုးခါကြောတွေတင်းနေပြီဆိုလို့ရှိရင်တော်တော်များများက muscle stiffness လို့ခေါ်တဲ့ကြွက်သားတွေတင်းနေတယ်လို့ရှင်းကြရတဲ့အခုလိုမျိုး side bend stretch လုပ်လေးရှိပါတယ်တကယ်တမ်းကျတော့အခုလိုဖြစ်ခြင်းကဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ spinal rotation တွေတိတ်လှုပ်ရှားမှုတိတ်မရှိဘူးပြီးတော့မှတင်မားက muscle တွေတင်းနေတယ်ပြီးတော့မှ thoracic rotation movement တွေတိတ်မရှိတဲ့အခါမှာဆိုလို့ရှိရင်ခါကြောတင်းတတ်ပါတယ်နောက်တစ်ခုတော့ spine တွေပင်ပန်းနေတဲ့အခါမှာဆိုလို့ရှိရင်လည်းခါကြောတင်းတယ်လို့ခံစားရပါတယ်ဗျဒီမှာမှကျွန်တော်တို့အကြောကိုထပ်လျှော့လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏတာတော့ release ဖြစ်နိုင်တယ်ဒါပေမဲ့ခဏနေကြလို့ရှိရင်ခါကြောကပြန်ပြီးတင်လာလို့ခံစားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ main course ကိုတခြားမတိလို့ပဲဖြစ်ပါတယ်ဗျအရက်များပြီးတော့မှခါကြောတင်းလာပြီဆိုလို့ရှိရင်နောက်တစ်မျိုးလို့လေးရှိတာကတော့ခါချိုးကြတာပဲဖြစ်ပါတယ်ခါချိုးတယ်ဆိုတဲ့ခါမှာအတန်လေးကြားလိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့တင်းနေတဲ့ muscle ရော့သွားပြီလို့ထင်ကြပါတယ်တကယ်တမ်းကျတော့အဲ့အတန်ကကျွန်တော်တို့ခန္ဓာကိုယ်ကြောရိုးမှာတွေမှာရှိတဲ့ကြောရိုးချင်စီတွေထဲမှာလေလေးတွေကတနေရာနဲ့ရွှေ့သွားတဲ့ခါမှာတန်မြေလာခြင်းပဲဖြစ်ပါတယ်ဗျတကယ်တမ်းကျတော့ကျွန်တော်တို့ root cause ကို fix လုပ်ထားတာရင်မရှိဘူးခါချိုးလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ချင်းပဲပြေရော့သွားလို့ခံစားရတယ်ဒါပေမဲ့ခဏနေကြာလို့ရှိရင်ခါကြောကြီးတင်းတာပြန်ပြီးတော့မှခံစားရမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ခါကြောတင်းတဲ့အခါမှာအဓိက root cause ဖြစ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကြောလည်မှာရှိတဲ့ muscle တင်းနေတာရယ်ပြီးတော့မှတင်မမှာရှိတဲ့ muscle တင်းနေတာကိုခါချိုးလိုက်ရုံနဲ့မပြောက်သွားပါဘူးဒါဆိုလို့ရှိရင်တော့ခါကြောတင်းနေတဲ့လူတွေမှာဆိုလို့ရှိရင်ဘယ်လေးချင်းငံကခါကြောကိုဖြည့်လျှော့ဖို့အကောင်းဆုံးဖြစ်မလဲဗျဒါဆိုလို့ရှိရင်တော့အရက်များပြီးတော့မှခါကြောတင်းနေတဲ့လူတွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်းကိုပြောပါဆိုလို့ရှိရင်တော့ cat cow flow ဆိုတဲ့လေ့ကျင့်ခန်းလေးကိုမိတ်ဆက်ပေးခြင်းပါတယ်ဗျဒီလေ့ကျင့်ခန်းလို့ကတော့တော်တော်လေးလွယ်ကူပါတယ်ကျွန်တော်တို့ခုလိုမျိုးပဲကြမ်းမြင့်ပေါ်မှာလေးဘက်ထောက်နေထားမှနေလိုက်ပါပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့အသက်ကိုရှူသွင်းပြီးတော့မှခါကိုအပေါ်ဘက်ထိခုံးလိုက်ပါဗျဒါကိုတော့ flexion လုပ်တယ်လို့ခေါ်ပါတယ်ပြီးတော့လို့ရှိရင်တော့အသက်ကိုမုတ်ထုတ်ပြီးတော့မှခါကိုခုလိုအောက်ကိုကော့ချလိုက်ပြီးတော့တင်မားကိုအပေါ်ဘက်ကိုတင်လိုက်ပါမျက်နှာကိုလည်းမော့ထားပေးရမှာဖြစ်ပါတယ်ဗျဒါကိုတော့ extension လုပ်တယ်လို့ခေါ်ပါတယ်ဒီလေ့ကျင့်ခန်းရဲ့အဓိကကောင်းတဲ့ချက်ကတော့လူတော်များလုပ်လို့ရှိတယ်မျိုးခါကြောတင်းလာပြီဆိုလို့ရှိရင်ခါကို side bend stretch လုပ်တာမျိုးခါကိုချိုးတာမျိုးတဲ့ဆိုလို့ရှိရင်တော့ spine ကိုလုံးဝထိရမှုမရှိဘူးဘာဖြစ်လဲဆိုတော့ခုလိုကြမ်းမြင့်မှာလေးပဲထောက်ထားတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ spine ကိုတောက်တိုင်ကြီးလေးနဲ့ထားတာလိုမျိုးလည်းဖြစ်တယ်ပြီးတော့မှဒီလေ့ကျင့်ခန်းဆိုလို့ရှိရင်တော့ flexion ရော extension ရောနှစ်ခုလုံးပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ခါကြောတင်းတဲ့အဓိက root cause muscle တွေဖြစ်တဲ့ကြောလေပိုင်းက muscle တွေတင်မားဝါရှိတဲ့ muscle တွေကိုလည်းဖြည့်လျှော့ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တစ်ခုလိုမျိုး cat cow flow လေ့ကျင့်ခန်းကိုဇက်တိုက်လုပ်သွားမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲမှာခါကြောတင်းတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကြောရိုးမကြီးပင်ပန်းတာကိုလည်းတက်တာစေနိုင်တယ်ပြီးတော့မှကြောရိုးမကြီးထဲမှာရှိတဲ့ fluid တွေကိုလည်းပို့ပြီးတော့မှ smooth ဖြစ်လာစေတဲ့အတွက်ကြောင့်မို့ခုနကျွန်တော်တို့ side bend stretch လုပ်တယ်မျိုးခါကိုချိုးတယ်မျိုးခဏလေးနဲ့တက်တာတာမဟုတ်ပဲねရေရှည်အတွက်ဆိုလို့ရှိရင်တော့ခုလိုမျိုးအမြဲတမ်းမတက်ရက်ပြီးတော့ခါကိုတော်တော်ကြီးခါကြောတွေတင်ပြီးညောင်းနေတယ်ဆိုလို့ရှိရင်တော့ cat cow flow exercise ကအကောင်းဆုံးလို့ပြောလို့ရပါတယ်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်မနေ့ကမေးထားတယ်မတက်အရက်များပြီးတော့မှခါကြောတင်းလို့ရှိရင်အကျော်လျှော့ရမလားဒါမှမဟုတ်လို့ရှိရင်ခါချိုးရမလားဆိုတဲ့မိန်းကုန်းရဲ့အဖြေကဘယ်သူမှမမှန်ဘူးလို့ထင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကအားလုံးသက်သုံးဝင်လိမ့်မယ်လို့ပြောလဲပါတယ်သုံးဝင်နေဆိုလို့ရှိရင်ပြန်လဲဝင်မြခြင်း repost လုပ်နိုင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ see you ပါခင်ဗျာ The Answer by Andy